ပင်ကလူသားတွေကိုကဲတယ်မှုအသင်ဖြစ်နေပါတယ်။ငကားတွေကသူတို့ကိုရဲ့အမကျော်ဆုံးအချင်းကုန်တွေကိုခွာပြီးအော်ပင်အတွက်ဘာနဲ့မှမထိုးဖောက်နိုင်တဲ့ချက်ဝတ်တစ်ခုဖန်တီးပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဒီကြားရဲ့မွေးနေ့ပွဲကိုရွာသားတွေအားလုံးကမပြုံးမရွှင်နဲ့တက်ရောက်လာကြပါတယ်။ကျင်းသူကြီးကလည်းခလေးကိုသူသားမခိုးကြောင်းတက်တည်ပြဖို့အတွက်ရင်းမိတ်စာကိုဖန်ထားပါတယ်။မွေးနေ့ပွဲမှာမပြောရသေးခင်ဆရာဦးလေးရှမ်းကုန်းမောင်ရောက်လာပြီးအဖြစ်မှန်တွေအကုန်လုံးကိုပြောပြသွားတော့နေကြားဟာစိတ်ပြက်လက်ပြက်ပုံစံနဲ့ပွဲလေကူရှောက်လာပါတယ်။ဆရာကနေကြားကိုမွေးနေ့လက်ဆောင်အဖြစ်မိလန်နဲ့ဝိညာဉ်ပူပွားကိုပေးပါတယ်။သူ့ရဲ့စီတော်ရင်ကိုလည်းလက်ဆောင်ပေးလိုက်ပြီးနေကြားစီရောက်တော့ဝက်ကနေဘီကွင်းနေဖြစ်ပြောင်းသွားပါတယ်။သူကပိုင်ရှင်ရဲ့စိတ်အတိုင်းပြောင်းလဲပေးနိုင်တဲ့စီတော်ရင်ဖြစ်ပါတယ်။အဖေကတော့နေကြားကိုအေးချမ်းစေတဲ့အဆောင်လက်ဖွဲတစ်ခုလက်ဆောင်ပေးပါတယ်။နောက်အနာဂတ်မှာတားကဘာတူလဲဆိုတာကိုတားကိုယ်တိုင်ပဲဆုံးဖြတ်ပါလို့လည်းမှားပါတယ်။နေကြားကသူ့မှာအနာဂတ်ဆိုတာမရှိတော့ပဲသူချိန်စာမိနေတာတီချောင်းပြောပြလိုက်ပါတယ်။ပြီးတော့ရှမ်းကုန်းမောင်တင်ပေးခဲ့တဲ့ဂါထာနဲ့သူ့လေပင်ကခြံခွင်းတန်ဝင်ကိုဖြေလိုက်ပါတယ်။အချုံးအောင်မရှိတော့တာနဲ့တပြိုင်နက်နတ်ဆိုးစွဲရင်တွေကအပြေးဝနိုးထလာပြီးဒေါသတကြီးနဲ့အကုန်လုံးကိုတိုက်ခိုက်ပါတယ်။ဇေယျထိုင်းရီနဲ့အဖေလီချင်းတို့ကဒီကြားကိုထိထားတော့အမေကခြံခွင်းတန်ခွင်းကိုလိုက်ရှာပါတယ်။ဒါပေမဲ့ဒီကြားထိမ့်မနိုင်သိမ်းမရဖြစ်အောင်ရှမ်းကုန်းမောင်ကရှူထားပါတယ်။သူနဲ့အတူအော်ပင်လည်းရှိနေပါတယ်။ဒီကြားသူမိဘတွေနဲ့ထိုင်းရီကိုတက်ပြီးမှအော်ပင်ကဝင်တိုက်ခိုက်ဖို့ရှမ်းကုန်းမောင်ကပြောပါတယ်။မူးကျူးပြစ်ချလို့နေကြားသေးတာကိုအော်ပင်ကမိစ္ဆာကိုနှိမ်နှင်းပေးလိုက်တယ်လို့သူရဲ့ခေါင်းဝင်လောက်ခိုင်းပါတယ်။အဲ့တော့မှဒီကြားဘလောက်ဆိုတဲ့နောက်ကောင်းငင်မုံကိုရှောက်တင်ပြီးသူတို့ဆရာတပည့်မျက်နှာဝင်ယူလို့ရှာမှဖြစ်ပါတယ်။ဒါပေမဲ့ဒီကြားဟာသူ့အသက်ကိုကယ်ဘူးလို့ဒီကြားကိုမကယ်နိုင်ရင်တော့အ ਨੇ ဆုံးတော့သူမိဘနဲ့ဆရာတွေကိုကယ်ခွင့်ပေးဖို့အော်ပင်ကတောင်းဆိုပါတယ်။ရှမ်းကုန်းမောင်ကလည်းခွင့်ပြုလိုက်ပါတယ်။အော်ပင်တရုံမှန်ပေါ်သွားတာနဲ့တကားမျိုးတွေအလုံးဒုက္ခရောက်ပြီလို့ရှမ်းကုန်းမောင်ကသတိပေးလိုက်ပေမဲ့အော်ပင်ကတော့စကားမဆုံးခင်ပြေးသွားပြီဖြစ်ပါတယ်။ဒီကြားဟာသူ့အဖေကိုတန်းဆဲဆဲမှာပဲအော်ပင်ရောက်လာပြီးဒီကြားကိုတိုက်ခိုက်ပါတယ်။အော်ပင်ရဲ့အကူအညီနဲ့သူ့ဆရာကခြံခွင်းခွင်းစုပ်ပေးနိုင်လိုက်လို့ဒီကြားလည်းပုံမှန်ကလေးပြန်ဖြစ်သွားပါတယ်။တတိပြန်ရခြင်းသူ့လုပ်ရက်တွေကိုရှက်ပြီးထွက်သွားပါတယ်။ဒီကြားအဖေကအော်ပင်ကိုကျေးဇူးတင်ကြောင်းပြောပြီးနောက်မှာငကားမှန်သိ